မင်္ဂလာပါဘယ်နှစ်တန်းနေတော့10တန်းလက်ထောက်မအောင်အများကြီးပဲ9တန်းလက်ထောက်မအောင်တယောက်သား2ယောက်လားအဲ့လောက်ပဲမြင်တယ်10တန်းဆိုရင်ကျွန်တော်ထက်2တန်းကြီးပါကျွန်တော်ပညာရေးအကြောင်းပြောရင်အမြဲတမ်းဝန်သားစရာကောင်းပါတယ်ကျွန်တော်မူလတန်းနေပြီးတော့4တန်းထိကိုနှစ်ချင်မအောင်ဖူးပါတယ်9တန်းကဆက်ပြီးအောင်မကျမ်းမအောင်2နှစ်ကိုတန်း3နှစ်ကိုတန်းနဲ့ကျွန်တော်ခပ်ဖြည်းဖြည်းအောင်ပါတယ်8တတရနှစ်မှာကျောင်းပြီးပါ8တန်းကို3ကြိမ်ဖြေပါတယ်မအောင်မအောင်ကိုယ့်ထက်ပညာတတ်တဲ့လူတွေလေးမြင်ရတော့အမြဲတမ်းကိုဝန်သားမိပါတယ်ကျန်တဲ့ဘာသာရပ်မှာထူးထူးခြားမဟုတ်ပြီမဲ့ကျွန်တော်သင်္ချာဘာသာရပ်မှာအင်မတန်မှကိုပြောစမှတ်တွင်ခဲ့ဥပါတယ်သင်္ချာဖြေလို့2မှတ်လောက်ရရင်ကျွန်တော်ထီးပေါက်တော့ဝမ်းတောင်းကျွန်တော်သိပါတယ်သင်္ချာညံ့တဲ့လူတွေလက်ခုပ်တီးမှန်းကျွန်တော်သိပါညံ့ကြည့်လို့9ရက်နှစ်မှကျူးရှင်ထားပြီးပါတယ်တလပဲကြာပါတယ်ကျူးရှင်ဆရာငိုပြီးကျွန်တော်အဖေကိုလာပြန်အပ်ပါကျွန်တော်အဖေကပြောတယ်ဆရာစောကြည့်ပြီဆိုတဲ့ကောင်လေးကဆရာစာပြတာမကြည့်လို့လားကြည့်တယ်ဆရာကြည့်တာမှမျက်လုံးစိမ်းကြီးတွေကိုထိုင်ကြည့်နေဒါဆိုလို့ရှိရင်ကျွန်တဲ့အချိန်မှာတန်းထဲမှာလှုပ်လှုပ်ရွရွလုံးနေလို့လားမဟုတ်ဘူးဆရာဖះအရှိကချင်းသေးကိုကြားနေတာပဲတတုတ်မှကိုမလှုပ်တာကဲဒါဆိုလို့ရှိရင်ဆရာစာပြတာလည်းကြီးရဲ့နဲ့အတန်းနဲ့မှလည်းလှုပ်လှုပ်ရွရွမလှုပ်ပဲနဲ့ဘာဖြစ်လို့လာပြန်အပ်တာတော့အဲ့တော့မှကြည့်ဆရာငိုပြီးပြောပါတယ်ဆရာကျွန်တော်စာပြတော့လေမျက်လုံးစင်းကြီးနဲ့ထိုင်ကြည့်နေတယ်ဆရာအတန်းနဲ့မှတတုတ်မှမလှုပ်ပါဘူးဆရာကျွန်တော်ပြန်မိလဲတလုံးမှမသိဘူးဆရာအဲ့တော့ဆရာသားမျက်လုံးမျိုးသားကျွန်တဲ့ကြောင့်သားလေးကြီးကူးသွားရင်ကျွန်တော်ဒီရွာကပြောင်းပြရမယ်ဆရာအခက်ကအင်မတန်နာမည်ကြီးတဲ့အစိုးရစိုးပိုင်သချင်းနဲ့ခိုင်းနှမ်းပြီးပြောပါတယ်ဆရာအစိုးပိုင်သချင်းကအငုံမျက်လုံးအပြုံးမျက်နှာဖြစ်ပါတယ်အဲ့ဒီသချင်းနဲ့ကျွန်တော်ခိုင်းနှမ်းပြီးပြောတယ်ဆရာသားပုံကတော့ငတူမျက်လုံးနဲ့ငတုံးမျက်နှာပါဆရာတသက်လုံးစာသင်လို့တတ်မဲ့ကောင်မဟုတ်ပါဘူးကျွန်တော်တက္ကသိုလ်တက်ခဲ့ခြင်းပါတယ်တာရုသမီးတို့လို့စာလေးသိပြီးတက္ကသိုလ်တက်ခဲ့ခြင်းပါတယ်တကယ်ပြောတာပါစာသင်ခြင်းလို့မဟုတ်ပါဘူးတက္ကသိုလ်ရောက်ရင်ရည်စားရတယ်ဆိုလို့ကျွန်တော်အသေးအတန်ကြိုးစားခဲ့ပူပါတယ်8တတရနှစ်မှာပြောရတာဝမ်းသာစရာကောင်းပါ8တန်ကို3ကြိမ်ဖြေတယ်လူက73နှစ်လောက်ပဲရှိသေးတယ်အဲ့ချိန်တည်းကမိမကလိုချင်နေပြီကျွန်တော်ကြိုက်တဲ့ကောင်မလေးကအင်မတန်အဆင်းမြင့်ပါတယ်ဖျားပွဲစည်းမှာလော်စာလိုက်ရောင်းပါကျွန်တော်သူ့ဘလို့ကြိုက်မှမသိဘူးသွားကြိုက်တာကျွန်တော်သူ့နောက်ကိုလိုက်ရတာပေါ့ကျွန်တော်လော်စာလိုက်ပြီးတော့ရောင်းပေးရတာပေါ့သူ့စီရောက်လို့ရှိရင်ကျွန်တော်လော်စာရောင်းပေးရတယ်သူကဘသူ့တက်ပြမျောလဲဆိုတာပွဲမင်းသားတွေကိုပြန်မျောတယ်ကိုသူ့ကြိုက်တာသူကပွဲမင်းသားတစ်ခါပြန်ကြိုက်တာအော်မိမများပလီလိုက်တာအဲ့နဲ့ကျွန်တော်သူ့ပြောတယ်နေအဲ့မင်းသားတွေသွားကြိုက်ဆရာမလိုပါဘူးငါသူတို့ထပ်ပူပြီးတော့ပညာပူကောင်းမှထားလိုက်ပါနံပါတ်1ခွဲလို့ပါရန်ကုန်နိုင်စောပေါ့ရန်ကုန်နိုင်စောဆိုတာငါသိတယ်အဲ့ဒီကောင်ကစင်ပေါ်မှာမဟုတ်လို့လှနေတာနော်မိတ်ကက်တွေလိမ့်ပြီးလှနေစင်ရောက်ပြန်ဆင်လို့ရှိရင်မြင်းလင်းမောင်းတဲ့မြင်းလင်းသမားဖိုးချွဲဆိုတာဒီကောင်ပဲကျွန်တော်သိတယ်ကျွန်တော်အမေနဲ့လေဘလို့ခေါ်မှာအမျိုးလည်းမกินငွေကြီးအနေနဲ့လည်းမกินတော့ကျွန်တော်ပြောတယ်နေကြိတ်စရာအကြောင်းမရှိဘူးကောင်းမလေးကကျွန်တော်စိတ်ဆိုးပါတယ်ကျွန်တော်အမြဲတမ်းပြောနေတော့နင်အဲ့လိုလျှောက်ပြောမနေနဲ့နင်ကိုယ်တိုင်စင်မော်တက်ပြီးတော့အဲ့လိုမျိုးကနိုင်တဲ့အရေးချင်းရှိလားကျွန်တော်8တန်တတရနှစ်မှာပြောတာဝန်သားစရာကောင်းမှာနင်ကစင်မော်တက်ပြီးတော့ကနိုင်တဲ့အရေးချင်းရှိလားကျွန်တော်သူ့ပြောတယ်
ငါစင်ပေါ်တက်ပြီးတော့ကားနိုင်လို့ရှိရင်ငါ့ကိုကြိုက်မှာလားကြိုက်မယ်နေမင်းသားမဟုတ်လူရှင်တော်မဟုတ်လူချမ်းမဟုတ်နေစင်ပေါ်တက်တာနဲ့နေငါကြိုက်မယ်အဲ့တကစ်တခါကကျွန်တော်မင်းသားဖြစ်ဖို့ကြိုးစားဘူးပါတယ်ဒီရုပ်ဒီရည်နဲ့ကောင်းမလေးကကျွန်တော်ကြိုက်မယ်ဆိုတော့အေးဟုတ်ပြီဇက်ဆရာတွေကျွန်တော်ရှောက်ပြောတယ်ဇက်ဆရာကျွန်တော်ပညာရေးလောကကိုတော့ဆုံးလို့လိုက်ပါပြီမဆုံးလို့လည်းမရပါဘူးရှစ်တန်ကို3ညဖြေတာပြီးမအောင်ပါဘူးကျွန်တော်ပညာရေးကိုဆုံးလို့လိုက်ပြီးဇက်ကောက်ဖို့ပဲကျွန်တော်ကြိုးစားတော့ဇက်ဆရာကျွန်တော်ပြောတယ်ကြောက်ငါတို့ဇက်သပင်လေးဥမော့ယုံရှိသေးတယ်မင်းပညာရေးပဲဆက်လုပ်ပါငါတို့ဇက်သပင်မကူးလိုက်တော်ပြီနောက်တစ်ယောက်ကျွန်တော်ပြောတယ်ဇက်ဆရာကျွန်တော်ကတော့ပညာရေးကိုစိတ်ဝင်စားတော့ကျွန်တော်ဇက်ကောက်ဖို့ပဲကြိုးစားကျွန်တော်ကတော့အမှန်တော့ကမ္မလီတရက်ကိုကြိုက်လို့တာလုပ်တယ်အဲ့ဇက်ဆရာလည်းကျွန်တော်ကြည့်ပြီးတော့မင်းအမေအကျွေးမှန်သမျှငါအကုန်ပြန်ဆက်မယ်လို့ပြောပြီးပါမင်းဇက်သပင်နဲ့မဝင်တော်ပါပြီအင်မတန်ကရလွယ်တဲ့ဇက်ကိုကျွန်တော်မကရအဲ့နဲ့ကရင်အမိုးအင်းစားဒီလိုခြေတန်းရှေ့အိမ်တွေကိုကျွန်တော်အေးအောက်မှာမှောက်အိမ်နေတော့တနေ့ကျတော့ဇက်ဆရာတည်းကဖြတ်သွားတော့ကျွန်တော်မြင်တယ်နဲ့သူကအင်မတန်ဝမ်းသာသွားတယ်ဟာကြိုက်ပြီကျွန်တော်ကိုလက်ညှိုးထိုးတယ်ကျွန်တော်မှောက်အိမ်နေဘာကြိုက်မင်းမျက်နှာကိုငါကြိုက်ဘာဖြစ်လို့ကြိုက်တယ်မင်းဇက်ကမလားဟာကကျင်တာပေါ့ကျွန်တော်စင်မော်ရောက်တယ်နဲ့ကျွန်တော်ကောင်းမလေးရဲ့ကျွန်တော်အဖြေပေးမအောင်ကတ်မှာပေါ့ကဲပြောပါဦးကျွန်တော်ဘယ်နေရာကမလူချမ်းနေရာကမလားလူရှင်တော်နေရာကမလားဒါမှမဟုတ်လို့ရှိရင်မင်းသားနေရာကမလားဆက်ဆရာခေါင်းခါမဟုတ်မင်းသားအဖေနေရာကအဲ့ခေတ်ကသူ့ပြတ်ဆက်မင်းသားရန်ကုန်နိုင်စော်လားဘာလားမသိပါဘူးထားလိုက်ပါနံပါတ်2ခွဲလို့ပါအဲ့လူက45နှစ်ကျော်နေပြီကျွန်တော်က73နှစ်လောက်ပဲရှိသေးတယ်ခမရဗျာနည်းနည်းစဉ်းစားဖို့တော့ကောင်းတာပေါ့ခမရမင်းသား45နှစ်ကျော်နေပြီကျုပ်က10ကျော်သက်လေးရှိသေးတယ်ဘာဖြစ်လို့မင်းသားအဖေနေရာကမှာဇက်ဆရာခတ်တကြီးပဲဟဲ့အသက်မလို့ရုပ်ပဲလို့မင်းရုပ်ကငကိုအိုဟာမင်းသားအဖေနေရာကမှာကျွန်တော်စဉ်းစားလိုက်အဲ့ခေတ်ကမြို့တော်မောင်ရင်အောင်တို့ဒုတိယတို့ဆိုတာရုပ်ချော်လို့မင်းသားဖြစ်တာမဟုတ်ပါဘူးအပြောကောင်းလို့မင်းသားဖြစ်တာကျွန်တော်စဉ်းစားလိုက်ဟုတ်ပြီဒီနှစ်မှာငါ့ကိုမင်းသားအဖေနေရာကခိုင်နောက်နှစ်ကျလို့ရှိရင်ငါဇက်စာဇက်စကားကြက်မယ်စင်မောမှာမင်းသားနဲ့တွေ့လို့ရှိရင်အဲ့မင်းသားကိုကျွန်တော်နိုင်အောင်ပြောမယ်အဲ့ဒီကစပြီးတော့ကျွန်တော်ဇက်စာဇက်စကားကိုကျွန်တော်စပြီးတော့ကြက်ပါတယ်ဆိုတော့အခုချိန်นี้ကျွန်တော်မှတ်မိပါသေးတယ်ထားလိုက်ပါတော့ပယောရဝါပို့ချပါလေပန်းပတ်ပါလို့မင်းနဲ့ကိုဒုက္ခလိုက်ရင်မင်းအမိကမင်းကိုလိုက်ရင်းကြီးလေးရင်ကျွန်တော်သိပါတယ်အဲ့ထက်ကိုငါရဲ့မူရအောင်တနတ်တဲ့ငွေအောင်ကြည်ဘူးလေးတွေမင်းရဲ့ရင်မှာထာဝရမကဲအောင်စီခြင်းငါပြောတာနားထောင်ကျွန်တော်ကြက်ထားတယ်ချိန်ကြောက်ကြတယ်ဟင်းဟောက်တယ်နဲ့ရှင်းကြောက်သွားမယ်လို့မထင်နဲ့စိတ်ရရင်မလို့ရတာမရှိခလုတ်ဆွဲလိုက်စမ်းပါကွာကျွန်တော်ကြက်ထားတယ်ကျွန်တော်အလုပ်ပြောလို့ရဇက်တိုက်တော့ကျွန်တော်လာမခေါ်ဘူးဩငါဇက်စာဇက်စကားကြက်နေလို့မင်းသားကကြောက်ပြီးတော့လာမခေါ်တာဖြစ်မှာပေါ့ဇက်ထွက်သွားတဲ့ငါ့ကိုဓာတ်ပုံနဲ့လည်းရိုက်သွားရဲ့နဲ့ငါ့ကိုလာမခေါ်ဘာဖြစ်လို့လာမခေါ်တာလို့အဲဇက်ကြီးတစ်ပတ်ပြန်လဲပြီးတော့ကျွန်တော်တို့ရက်ကွက်နာရောက်တဲ့အချိန်ကျမှသွားကြည့်တယ်ကလကာကြီးကဒီမှာပိတ်ထားတယ်ကလကာကြီးဖွင့်လိုက်တော့အလေတက်မှာကျွန်တော်ရိုက်ထားတဲ့ဓာတ်ပုံကြီးတောင်ရှင်တဲ့ခေါင်းပေါင်းနဲ့အရှိမပန်းကူတလှီချတာတယ်ကလကာဖွင့်တဲ့မင်းသားဟိုတောက်ကနေပြေးထွက်လာပြီးအောင်မလေးအဖေအသေးစောလို့နှမျောလာကြီးရဲ့